တကွက်လက်ဆောင်ပေးမလို့ပေါ့နော်ဒါအောင်မြင်တော့ကြိုက်နေတဲ့တော့သုံးပေါ့အောင်မြင်တော့လဲကွန်မလေးတွေဖက်ပြီးပီတိဖြစ်ရတာလေးပဲနော်အဲ့လိုလေးပေါ့ဒီကလန်နယ်မှာပေါ့နော်ကျွန်တော်တို့ကတော့ယူဆဘောင်းသုံးယူဆဘောင်းသုံးနော်ဟင်းပေါင်းဦးကြီးပေါ့နော်အဲ့မှာကလန်နယ်မှာပေါ့နော်မှတ်ထားပါဒီ၃ချိန်မှာမြန်သူ့ရဲ့ရှေ့နှစ်ကကဏ္ဍတစ်ခွက်တက်ရိုက်ခဲ့ရင်ပေါ့နော်ဘယ်ကဏ္ဍမဲ့ဖြစ်ဖြစ်၃ချိန်မှာပဲတက်ရိုက်ခဲ့ရင်ကလန်နယ်တစ်ပြင်လုံးကိုထောက်ကြည့်ပေါ့နော်၃ချိန်မှာသူ့ရဲ့ရှေ့နှစ်ကကဏ္ဍတစ်ခွက်တက်ရိုက်ခဲ့ရင်အဲ့နှစ်ထဲမှာတုံညပါတော့ကဏ္ဍတစ်ခွက်ဒီပြန်ကြတာနော်ကျွန်တော်ဒီလိုပြလိုက်ရင်လွယ်ပါတယ်ဗျနော်ထွင်ပြီးရှိရနေရှာပါဆိုရင်တော့မလွယ်ဘူးပေါ့နောက်လိုက်ရတာလွယ်တယ်ပေါ့နော်အကျန်တူနောက်လူသားလည်းမြဲပါပဲပေါ့နော်တို့ဝင်မဲ့ဒီလိုရှိရနေလမ်းဖောက်မှုကတော့ခက်တယ်ပေါ့နော်ခက်တယ်အဲ့မှာဒီကနန်းလည်းသူရှိနေကကနန်းမဟုတ်ဘူးပေါ့နော်အဲ့လိုပဲလိုက်ရှာကြည့်လိုက်ပေါ့ဒီတုံညခွန်ခွန်တောက်လျှောက်ပေါ့နော်ကြည့်စစ်ကြည့်ပေါ့နော်တုံညခွန်ခွန်၃ချိန်မှာသူရှိနေကကနန်းကတက်ရိုက်ထားတာနော်၃ချိန်မှာနောက်နေ့၃ချိန်မှာတက်ရိုက်ထားပြီးတော့အဲ့ဒီထဲမှာတုံညပါတော့ကနန်းတစ်ခွက်ပြန်ကြအနေနဲ့နှစ်90 90ဆိုပြီးတော့တုံညပါတော့ကနန်းတစ်ခွက်ကိုပဲပုံသေးနေနဲ့ပြန်ကြပြီးတယ်ပေါ့နော်အဲ့ဒါလိုပဲလိုက်ကြည့်သွားလိုက်ပါနော်တုံညသူရှိနေကကနန်းနောက်နေ့၃ချိန်မှာရိုက်တာပေါ့နော်ဒီမှာ2311999မှာ3ချိန်မှာ231ကနော်98ကခဏတစ်ခွက်ကနောက်နေ့3ချိန်မှာတက်ရိုက်ပြီးတော့အဲ့ဒီထဲမှာ3ညပါတော့ခဏ860 3ညပါတော့ခဏ860လို့ကြားတယ်ပေါ့နော်ဒီမှာ3ချက်ရှိသွားတယ်နော်အဲ့ဒါလိုပဲလိုက်ကြည့်သွားလိုက်ပါပေါ့နော်ဒီမှာအများကြီးရှိတယ်ဗျစစ်ကြည့်ပါအများကြီးပဲနော်3ကရှိသွားတယ်သူရှင်းနေကခဏပေါ့နော်ဒီမှာလဲပဲတဲ့စစ်ကြည့်ပါပေါ့ဒီကြားထဲမှာလဲဒါကျွန်တော်ပြရဲနဲ့ကြံခဲ့လေစစ်ကြည့်ဒီကြပေါက်ရှိတယ်ပေါ့နော်ဒီ915မှာလဲပဲဒါဒီမှာတော့ကလေးကျွန်တော်ဟိုပူဘူးတယ်နော်ဒီမှာ919ကနောက်နှစ်3ချိန်ကိုတက်ရိုက်တယ်အဲ့ဒီထဲက3ညပါတော့ခဏတစ်ခွက်ပြန်ကြနေတယ်အောင်မယ်ပေါ့နော်ဒီမှာ840ပေါ့နော်840လို့အောင်တာပေါ့နော်၄ကက်ရှိသွားတယ်နော်၄ကက်ရှိသွားဒီမှာ969ခွန်ကလည်းသူ့ရဲ့8နှစ်ကခဏပဲနော်969ခွန်အဲ့လိုသူ့ရဲ့ရှင်းနေကကနဲ့နောက်နေ့ကို3ချိန်မှာသူ့ရဲ့ရှင်းနေကကနဲ့ရိုက်ခဲ့ရင်အဲ့ဒီထဲမှာ3ညပါတော့ကနဲ့တစ်ခုပေါ့နော်136ကြီးလုံးဝမဖြစ်နိုင်ဘူးဆိုပြီး132ပေါ့နော်ကျွန်တော်တို့အော်ခဲ့တဲ့အယူဆလိုရတဲ့ဟာလေးတွေပေါ့ဗျာနော်တခါ9ကက်ပေါ့နော်ဒီမှာ6ကက်4တစ်ခွန်နော်2023 3ချိန်မှာသူ့ရဲ့ရှင်းနေကကနဲ့တက်ရိုက်လို့အဲ့ဒီထဲမှာ3ညပါတော့ကနဲ့တစ်ခုဒီကြပေါက်ပြန်ကြမှာဆိုပြီးတော့3ည9ခွန်3ညပါတော့ကနဲ့တစ်ခုပေါ့နော်ဒီယူဆတွေကကျွန်တော်ပြပြီးသားတွေပါဗျအတန်မိုးထားပြီးမှတ်ထားကြမှာကျိုးရှိမှာပေါ့နော်ဒါပြပြီးသားတွေအောင်မြင်ထားတဲ့ site တွေဖြစ်ပါတယ်ဗျဒါတွေကနော်အဲ့ဒီခုနှစ်ဒီမှာဒီတုံကြပါတော့ကနန်ပြန်ကြဆိုပြီးတော့ကျွန်တော်တို့၄ချိန်ကြီး၃ချိန်မှာမိနစ်ကကနန်တက်သွားကြတယ်ပြထားတဲ့ယူဆတွေဖြစ်တယ်အခုကလန်နာတွေမျိုးလိုက်ကြည့်ပေါ့နော်ဒါဆိုခုနကမြောက်ပေါ့နော်ဒီ963ဆိုတဲ့ကနန်၃ချိန်ကကနန်ကသူ့ရှင်းနေကကနန်ဖြစ်နေအဲ့ဒါဆိုရင်ကျွန်တော်ဆိုလိုချင်တာက3ညပါတော့ကဏ္ဍတစ်ခွက်ပြန်ကြမှာခုလောလောဆယ်3ညပါတော့ကဏ္ဍတစ်ခွက်က339ဆိုတဲ့ကဏ္ဍတစ်ခွက်ပဲရှိတာ339ရလို့ပြန်ကြမယ်လို့စူလိုတာမဟုတ်အခုလောလောဆယ်မှာပြန်ကြကြရင်339တစ်ခွက်ပဲရှိတာအခြားတော့ဒီကြားထဲမှာပြန်ကြမကြဘူး3ညပါတော့ကဏ္ဍတွေကြားလာခဲ့တော့အဲ့ဒီကဏ္ဍတွေလည်းအကျုံးဝင်တယ်အခု339ဒီလုံးဝကို3ညပါတော့ကဏ္ဍဒီတစ်ခွက်ပဲရှိတဲ့အတွက်339လို့ယူဆထားတာဒီကြားထဲမှာပြန်ကြလဲမကြဘူး3ညလည်းမကြဘူးဆိုရင်339တစ်ခွက်တည်းကိုပဲပြန်ကြကြရင်ထိုးသွားရုံပဲဒါလေးကိုဒါတင်ပြရခြင်းဖြစ်ပါတယ်နော်ခုနက6ကက်စီမှာ3ညထိတ်လေးနဲ့အကြောင်းဆိုင်တိုက်ဆိုင်သွားဒါ339 339ပေါ့နော်လောလောဆယ်ဆိုရင်ပြန်ကြကြရင်339နဲ့339ဒီကြားထဲမှာ3ညလည်းထွက်မလာဘူးပြန်ကြလည်းမအောင်သေးဘူးဆိုရင်3ညပါတော့ကဏ္ဍ2026ထဲမှာ3ညပါတော့ကဏ္ဍတစ်ခွက်ဒီကြားပေါက်ပြန်ကြမယ်လို့ယူဆထားဒါကလန်နာတစ်ပြင်လုံးမှာရှိတဲ့စီးကျိုးတွေကိုခြုံငုံသုံးသက်ပြီးတင်ပြလိုက်ခြင်းဖြစ်ပါတယ်ဒီဖြစ်ပါတယ်ဗျ